ကိုပိုင်ရင်ချင်းနဲ့ကိုရီကိုတွေ့အရာဘလောက်ပဲထူးချွန်ပြောင်မြောက်တာလုံနေပါစေအထက်လူကြီးတို့ဟုတ်တဲ့တာလုံကြီးကဲသူကိုတင်ငယ်အောင်ဘယ်တော့မှမလုပ်ရကိုအနေနဲ့ထားကလူရည်လူနေပါစေပုံနိုင်ရင်တောင်မှပုံမပြနဲ့အသက်စီသမားကိုအပေါ်မှာပဲထားတာကောင်းပါတယ်အထက်လူရဲ့မျက်နှာသာပေးမှုကိုလူချင်းရင်ပဲဖြစ်ဖြစ်အထင်ကြီးစီချင်လို့ပဲဖြစ်ဖြစ်စီချင်တဲ့စီချင်တဲ့စေတနာမှုစေတနာကောင်းပဲရှိနေပါစေလုံနိုင်စမ်းကိုလူတတ်တဲ့ပုံပဲရှိနေတပတ်တာရဲ့စိတ်ကိုတင်ငယ်သွားအောင်မခံမရက်ဖြစ်သွားအောင်လုံးဝမလုပ်ပါနဲ့အသက်စီသမားရဲ့နိုင်ချင်ရင်လုံးဝမပြိုင်နဲ့ကိုယ့်ထက်တောင်အောင်လုပ်ပေးပါကိုယ့်ထက်ပြောင်မြောက်အယုံတင်ပေးပါကိုယ့်ထက်မြင့်အောင်အထက်ပြင်ပေးပါဒါမှတောင်းဆိုစရာမလိုပဲအပေါ်လူရဲ့ကြောထောင်းတော်ခင်မှုကိုရရှိနိုင်ပါလိမ့်မယ်လူတိုင်းမှာစိတ်မနှုတ်ချုံမှုတွေရှိကြတယ်လူပုံအလယ်မှာကိုယ်အဆွမ်းအစထုတ်ပြလိုက်ရင်စိတ်မနှုတ်ချုံမှုတွေများတယ်အချို့တော့လူတွေရဲ့မချင်တဲ့မှုမနာလိုမှုအမြင်ကမှုတွေကြောင့်အပြင်းမြခံရလိမ့်မယ်ဒါဟာလူတဲ့ကလူလို့ရင်မလွဲမသွေကြုံရမယ်အမှန်တရားပဲဖြစ်ပါတယ်အရေးချင်းရှိပေမဲ့တစ်ဖက်သားကိုတနာပြီးတဲ့နဲ့တမျှပညာတွေကိုတိုးဝဲထားနေလို့တော့ဖြစ်ဖို့ပေါ့အဲ့ဒီလိုဆိုရင်လူနောက်ကလူပြစ်သွားလိမ့်မယ်တဲ့ကြောင့်ပြမှာအဖက်လောက်ခံရမှာကိုတည်ထားပါဒါပေမဲ့လူချင်းကမဟုတ်ပဲလူအထက်ကလူတွေရှိသေးတယ်သူတို့နဲ့ရှိရင်တော့လူတက်ကလူနီးစင်နဲ့ချစ်ကလို့မရဘူးအဲ့ဒီလူထက်ကလူတွေရဲ့အတက်အမှတ်ပြုမှုအလေးထားမှုကိုလူချင်းစိတ်နဲ့စုအသိတူးသက်ကဲပြလို့ကတော့အမားကြီးမာသွားလိမ့်မယ်တို့ရဲ့ခိတွေဆိုတာကြံခဲ့ပြီးအခုခိနဲ့ဘယ်လိုလုပ်ပြီးဆိုင်နိုင်အောင်မလဲလို့အသွေးမလဲမိစင်နဲ့ဘယင်မတွေလိုနေထားတဲ့လူတွေသူများမခုံးမွေးပေါ်စကြေးဆောင်နေတဲ့လူတွေတို့တက်ကဲမိုးပေါ်ကနေမွန်ကျွေးနိုင်တဲ့လူတွေရှိသေးတယ်အထက်ကသူတို့အလုံးဒီစိတ်ကန်စားချက်ကိုစီနဲ့လူတွေပဲမို့တင်ငယ်စိတ်အားငယ်စိတ်တွေရှိကြတယ်မိတိဘရင်စုတတရမယောင်လွိကပနန်တဲ့အရှိဆုံးဘရင်92နှစ်နဲ့131ရဲ့15ရဲ့စုအတွင်းအင်တလီတခွင်ဩဇာအနာအစဉ်အဝါကြီးခဲ့တယ်မိဩဇာအရှင်အဝါကြီးခဲ့တဲ့မိရချင်းတော့ဒါကြောင့်သူတို့ကိုသူတို့လူနေမှုအဆင့်အတန်းအလိုက်မြင့်သူတာသူထူသူကဲ့သို့အဖြစ်ခံစားခြင်းကြတယ်အပေါ်မှာပဲနေရာယူထားခြင်းကြတယ်လူတွေရဲ့အလေးထားမှုအရေးတယူနှုံးမှုနဲ့သူများထက်တာတဲ့လူထဲကလူနေရာမှာသူမတူထူးတဲ့သူတို့အဖြစ်စံမတူအနေထားမှာပဲအမြဲရှိနေရှင်ကြတာပါ